ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျဒါလေးကတော့ကွိုင်ပန်လေးကိုစာဆုံးတင်ပေးမှာဖြစ်ပါတယ်ပေါ့နော်စပီလေးတော့နည်းနည်းလေးမြန်ထားတယ်ပေါ့နော်မိနစ်ကနည်းနည်းလေးရှည်နေတာဖြစ်တဲ့အတွက်အခုပထမဆုံးကျွန်တော်တို့အပေါ်ထိပ်ကကွိုင်လေးမှာပတ်တယ်ပေါ့နော်ကြိုးချင်းစပတ်တယ်ပတ်ပြီးတော့မှကျွန်တော်တို့ဒီမှာကွိုင်လုံးကိုပတ်ပါပြီတစ်ဖက်ကတယောက်ကတော့ကွိုင်ကြိုးလေးကိုတင်းတင်းလေးကင်ပေးထားတယ်ပေါ့နော်ဒါမှဒီဘက်ကပတ်တဲ့ခါကျလို့ရှိရင်ကွိုင်ရောမလျော့ပဲနဲ့သူကြောင်းနဲ့သူသွားနေမှာဖြစ်တယ်ပေါ့နော်။ဟိုကနည်းနည်းလေးလျော့သွားတယ်၊ကွာရုပ်ပူသွားရော၊ကွာရုပ်ပူသွားပြီဆိုတာနဲ့အစားအနေပြန်ပတ်ကမှာပေါ့နော်။ကွာရုပ်ပူသွားလို့ရှိရင်သုံးလို့မရပါဘူး။ဟုတ်ကဲ့ဟုတ်ဒါပတ်တယ်ပေါ့နော်။ဒါကတော့စိတ်လေးပတ်ပြမှာဖြစ်ပါတယ်။ဒါကတော့ကွာရုပ်စိတ်လေးပတ်ထားတာပါ။စိတ်ရှိလက်ရှိနဲ့ပတ်ကပါတယ်။ဟုတ်ကတော့လာကြည့်ပြခံထားတာပါ။ဟုတ်ဒီလိုပတ်တယ်ပေါ့နော်။ရှူဗီဇာစင်မှုတော့ကျိတ်ကွိုင်းပူပစီပါပဲလို့39ခွန်ရှင်းနဲ့ခွန်လေး8ခွန်3ညကနေဆက်သွယ်ပြီးတော့မင်းများမှာယူနိုင်ပါတယ်ခင်ဗျအကုန်နေပို့ပေးပါတယ်နော်နေအားလုံးပို့ပါတယ်ရိုင်ယန်နဲ့ပို့ပေးပါတယ်ကားလည်းတင်ပေးပါတယ်အခုဒါလေးကတော့ပတ်တယ်ပေါ့နော်ဒါလာကြီးပြဟားနေတာလေးကိုကျွန်တော်အသာလေးထိန်းပြီးတော့ပဲသူတို့ပဲပတ်တယ်ပေါ့နော်အေးစစ်ဒီတိုင်းလေးပဲအပိုက်စိတ်လေးပဲပတ်သွားတာပေါ့နော်ဒါသူပတ်မယ်ဆိုရင်ဘိုက်စသေးဆိုဝိုင်းတော့ကတော့နေဆုံးရှစ်ကိုက်တော့ကုန်တယ်ပေါ့နော်ဒါအခုဒါအောင်နာရောက်ခံဒီပေါ့နော်အောင်နာရောက်တော့မယ်ဆိုတော့ကျွန်တော်ကြည့်ပေးပါအောင်ကျွန်တော်အကောင့်လေးကိုလည်းအပေါင်းလေးနဲ့အသေးလေးပေးပါကြပါအောင်ခင်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိအောင်ကြည့်ပါပေးပါနော်အဆုံးပြထားတာမဟုတ်လို့ပါဒီဗီဒီယိုလေးကြည့်ပြီးသွားရင်တော့ကွိုင်လုံးကိုဘက်သားကိုပြန်ပတ်လို့ရပြီလို့ထင်ပါတယ်ဒါကိုကွိုင်ပတ်နေပြီပါဗျဘာမှမခက်ပါဘူးကွိုင်တော့လိုရတဲ့ပစ္စည်းတွေမှာယူလို့ရပါတယ်ဘာပဲလို့39ခွန်ရှင်းနဲ့ခွန်လေး8ခွန်3ည5ပါးနေပြီးတော့ဆက်သွယ်မေးမြန်းမှယူနိုင်ပါတယ်ရှုဖီယာနဲ့ပတ်သက်လို့မသိတာအများရှိရင်လည်းမေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးသိတော့တက်တော့ပြန်လည်းဖြေကြပေးပါမယ်နော်ဒါတော့ပြီးကန်ဒီပေါ့နော်ပြီးကန်ဒီကိုဒီအောက်ကနှုတ်လေးမှာခြီးပြီနော်ခြီးပြီးသွားတော့ဒါပြီးပါပြီကွိုင်းပတ်လို့ဒီတင်းတင်းလေးပဲပေါ့နော်လျှော့သွားလို့တော့မရအောင်လျှော့သွားရင်သူကအထက်ကပတ်ထားတဲ့ဟာတွေအကုန်ကတကြိုးပူတာနဲ့အစားအနေပြန်ပတ်ကမှာဆိုတော့တေချာလေးတော့တင်းတင်းလေးနဲ့တေချာလေးဆက်ရှိလက်ရှိလေးပတ်ပြီပေါ့နော်ဟုတ်ကဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်